ဒီဘီရင်မကြီးကတော့သူ့ရဲ့အသားရည်ဆိုပြေလှပဖို့အတွက်နေတိုင်းနွားနို့တွေအပြည့်နဲ့ရေချိုးလေးရှိပါတယ်။ရေချိုးပြီးတဲ့အခါမှာတော့ဒီနွားနို့တွေကိုရဲတိုက်အပြင်ကစင်းရဲသားပြည်သူတွေကိုမျှဝေပေးခဲ့ပါတယ်။ဒါပေမဲ့ဒါဟာဘီရင်မကြီးရဲ့ရေချိုးပြီးသားနွားနို့တွေဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။တကယ်တော့ဒီဘီရင်မကြီးဟာအရင်တုန်းကကျွန်းတယောက်ဖြစ်ခဲ့ပူပါတယ်။သူမရဲ့အမခန့်အလားပါကြောင့်တိုင်းပြည်ရဲ့ဘီရင်ကြီးကသဘောကျပြီးသူ့ရဲ့မိဖုရားကြီးအဖြစ်တင်မြှောက်ခဲ့တာပါ။ဒါပေမဲ့လည်းမင်္ဂလာဦးညမှာနေဘီရင်မကြီးဟာဓမြောင်းတလက်ကိုဆွဲထုတ်ပြီးဘီရင်ကြီးကိုရရဆက်ဆက်လှုပ်ကြံတက်ဖြတ်လိုက်ပါတော့တယ်။ထို့နောက်မှာတော့သူမရဲ့စစ်တပ်နဲ့တိုင်းပြည်တစ်ခုလုံးကိုသိမ်းပိုက်လိုက်ပြီးတော်ဝင်မိသားစုဝင်တွေကိုတက်ဖြတ်ကသမီးတော်စနိုးဝိုက်ကိုလည်းမြေအောက်လောင်ရင်းထဲမှာပိတ်လောင်ထားခဲ့ပါတယ်။ဘီရင်မကြီးဟာသူမရဲ့ငယ်ရွယ်နှုတ်ပြမှုကိုထိန်းသိမ်းဖို့အတွက်မိန်းကလေးငယ်တွေကိုဖမ်းဆီးပြီးသူတို့ရဲ့သက်ဆောင်အားအင်တွေကိုမော်ပညာနဲ့ဆုပ်ယူလေးရှိပါတယ်။အဆုတ်ခံရတဲ့သူတွေကတော့ချက်ချင်းပဲဦးမင်းသွားကြတာပါ။နေတိုင်းလည်းဘီရင်မကြီးဟာမော်မန်ကြီးစီမှာကဘာပေါ်မှာဘသူအလားဆုံးလဲဆိုပြီးမေးလေးရှိပါတယ်။မန်ကြီးကလည်းဘီရင်မကြီးဟာအလားဆုံးပါပဲလို့နှစ်ပေါင်းများစွာအမြဲတမ်းဖြေကြားခဲ့ပါတယ်။ဒါပေမဲ့12နှစ်အကြာမှာတော့မန်ကြီးကစနိုးဝိုက်ဟာပို့ပြီးလှပလာကြောင်းထူးခြားတဲ့အဖြေကိုပေးခဲ့ပါတယ်။စနိုးဝိုက်ရဲ့နှလုံးသားကိုစားသုံးနိုင်မှသာထာဝရနှုတ်ပြနိုင်မယ်လို့လည်းပြောပြခဲ့ပါတယ်။မနာလိုဖြစ်သွားတဲ့ဘီရင်မကြီးဟာမောင်ဖြစ်သူဖင်းကိုစနိုးဝိုက်ကိုသွားခေါ်ခိုင်းခဲ့ပါတယ်။ဖင်းကစနိုးဝိုက်ကိုမကောင်းတဲ့ရွေးချက်နဲ့ထီကပါရီကပါလို့ဖို့စူးစမ်းတဲ့အခါစနိုးဝိုက်ကအခွင့်ကောင်းယူပြီးတိုက်ခိုက်ကထွက်ပြေးသွားခဲ့ပါတယ်။စနိုးဝိုက်ဟာရင်မြောင်းကတဆင့်လွတ်မြောက်သွားခဲ့လို့ဘီရင်မကြီးဟာမုတ်ဆိုအဲရစ်ကိုခေါ်ယူပြီးစနိုးဝိုက်ကိုဖမ်းပေးရင်တေဆုံးသွားတဲ့ဇနီးကိုအသက်ပြန်သွင်းပေးမယ်လို့ဂရီဘေးကတောနက်ထဲရှာဖွေခိုင်းခဲ့ပါတယ်။ဒါပေမဲ့ဘီရင်မကြီးဟာလိမ့်လိမ့်နေမှန်းသိသွားတဲ့အခါအဲရီဟာစနိုးဝိုက်ကိုကာကွယ်ကထွက်ပြေးခဲ့ပါတယ်။လမ်းမှာသူတို့ဟာလူပုလေး9ယောက်နဲ့တွေ့ဆုံခဲ့ပြီးစနိုးဝိုက်ကိုကူညီပြီးတောအုပ်ရဲ့အရှင်သခင်သမင်ဖြူကြီးစီခေါ်ဆောင်သွားခဲ့ပါတော့တယ်။